ရှည်စွာနဲ့ရှေ့ဆက်နေခြင်းဘက်ကစာပြီးတစ္ဆာထဖောက်ငါပေးတဲ့မေတ္တာတရားကိုမနေခြင်းလို့တဲ့လက်ကသွားကြောင်းငါ့ကိုဖြစ်ကချတယောက်တွဲသွားတာဘာကြောင့်လဲနေထားခဲ့နေရလေးမှာချန်ခဲ့ရပြီးငါတယောက်တည်းမပြတ်နိုင်ဘူးဟာဆွဲလန်းကြီးစွာယူတဲ့ချစ်တော့တကယ်ချစ်ဒူးထောက်ရသေးပဲဒါလောကချစ်ပေါ်ရှောင်းလဲမြဖြစ်တော့မင်းမအချစ်တွေမကုန်နိုင်လို့ပါတကယ်လုံးလတ်လတ်လေးတွေပြောပြီးမှထားသွားတာမြုံနိုင်လို့ပါပြောခဲ့ဘူးတဲ့စကားတွေပဲရောက်လွင်းပြသွားပြီးတိမ်သွားတယ်မတီးနိုင်မင်းနဲ့ကတိတွေပြင်နေပါလို့ငေါ့ကိုလိမ့်တာလေကမ်ချစ်ပဲနဲ့ချစ်တယ်ပြောနေပါလို့ငေါ့ကိုလိမ့်တာလေချိန်မိတ်စွာခံယူနေရပြီးချစ်ကပေးတဲ့ချိန်ကလေနေမိုးလို့လုံးရက်ခဲ့ငါပဲယူပေးခဲ့လို့လားဒါမှမဟုတ်ဦးစားပေးစားသားရရရေးပေးခဲ့လို့လားချန်ကက်ကချင်းချဖြက်စီးခဲ့တဲ့သွေးမြေတဲကိုပါချိန်တိုင်းနားရလိမ့်မယ်ဘသူရင်ဝင်ပို့နေွေးလဲလို့လားလူသားကိုမင်းညာမူကားဆိုဟန်ဆောင်ကောင်းတဲ့မင်းရဲ့လက်ကွက်ချမှငါချင်းချင်းလေးပြောတကယ်ပဲဆုံးပြေခဲ့မှတခုလို့သာနေငါမုံရဲ့ခက်ကောင်းရဲ့မထိုးလေးမဲ့ချဲလေးစင်မှာစိတ်ကူးနဲ့လက်တွေမှာမင်းတို့ဆိုလင်းပေးမယ်လားမင်းပြေမလားရပါတယ်စင်ပြေတယ်ဆိုပြီးတာပဲလိုင်းပေါ်မှာ stay တက်တင်စင်ကယ်လို့လဲဖီးလာမြဲတန်ရောစင်သုံးနေကြတော့ပြဿနာပိုကြီးလာတယ်နစ်ချစ်က easy ငါမဟုတ်တဲ့ချားရဲ့မီးလာတယ်သွားတာပဲလုံနာဖုံးလေးအားပါနဲ့မိပြတ်တာတွေများလာခဲ့တော့အာကိုမိလည်းမှားတာပဲတန်ငွေလဲငါမဆောင်နိုင်ခဲ့တော့မကျေနပ်တာများလာတယ်ငါဆိုတာကဇရက်အိုးကျုံမနာပါရပါတယ်ဝင်ကနာပါအလုံးသားမင်းတော့ကတော့စင်တာရပါသူ့လုံးကြားမှာမပျော်တဲ့ကဒီကောင်းရင်ဝင်ကနာပါနေပြင်းတဲ့ခါအပျော်ခွဲဖို့လုံးသားကြိုင်ကပြင်ကထားတာနေစိုးများကိုတီးကန်ပြီးတော့အဲ့ကောင်ငါလို့ရှင်းတာပါမလားမေးတင်တဲ့ဖုံးလေးဖတ်လို့ဟန်ဆောင်ပြီးတော့ချစ်ခဲ့တာလားရင်ဘွားကကုသိုလ်ကံကြောင့်ဆင်းရဲတာကိုဖြစ်ဖွဲ့တာလားဒါမှမဟုတ်အပျော်တက်တက်ခွဲဖို့အတွက်ချစ်ခဲ့တာလားသုံးပြီးတာတင်ယူပြလို့မလို့အတော့မှဖြစ်ခဲ့တာပါလူသားကိုမင်းညာမူကားဆိုဟန်ဆောင်ကောင်းတဲ့မင်းရဲ့လက်ကွက်ချမှငါချင်းချင်းလေးပြောတကယ်ပဲဆုံးပြေခဲ့မှတခုလို့သာနေငါမုံရဲ့ခက်ကောင်းရဲ့မထိုးလေးမဲ့ချဲလေးစင်မှာစိတ်ကူးနဲ့လက်တွေမှာမင်းတို့ဆိုလင်းပေးမယ်လားမင်းပြေမလားငါပဲရှိပေးခဲ့လို့ဒါမှမဟုတ်ဘူးသားပဲစားသားရရရေးပေးခဲ့လို့ဒါဆက်တော့ချင်းချပြည့်စုံတဲ့ဝင်ပြတဲ့လို့ပါချင်းချင်းနားရလေးကိုပြုပြုပို့ပို့ပြုတဲ့လို့လားမင်းနဲ့ဖုန်းလေးပါလို့အဆောင်ပြီးတော့ချစ်ခဲ့တာဒီဘွားကကိုယ်ကန်ကြောက်စီးရတာကိုဖွင့်တာဒါမှမဟုတ်အပြောတက်တက်ဖွဲ့ဖို့ချစ်ခဲ့တာလားတော့ဒီကတိကျ